ECG ဆွဲလို့ရှိရင်နှလုံးသွေးကြောကျင်းတာကိုသိနိုင်သလားဆိုရင်သိရောသိနိုင်တယ်ဒါပေမဲ့အတိအကျမသိနိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော် ECG ဆိုတာကနှလုံးစီးချက်တွေမှန်လားမမှန်ဘူးလားနှလုံးရဲ့လျှက်စီးပတ်လမ်းကောင်းမကောင်းဆိုတာကိုအဓိကကြည့်တယ်ဟာက ECG ဒါပေမဲ့နှလုံးသွေးကြောကျင်းသမားတွေပိတ်သွားတဲ့အခြေအနေမျိုးမှာဆိုလဲကျွန်တော်က ECG ကိုစစ်ကြည့်တယ်ဒါပေမဲ့ ECG ကောင်းနေတောင်မှပေါ့ဆလို့မရဘူးကျွန်တော် ECG ဆိုတာခုနပြောသလိုပဲရင်မအောင်တဲ့အချိန်တွေမောတဲ့အချိန်နှလုံးသွေးကြောတော်တော်ကိုကျင်းနေတဲ့အခြေအနေမျိုးမှာတော့သိကောင်းသိနိုင်ပြီမဲ့တချို့တော့လဲ stable angina လို့ခေါ်တယ်ဒီတိုင်းနေရအကောင်ဘာယောဂလက္ခဏာမှမပြဘူးဒါပေမဲ့လှလို့ရှားတွေလှုပ်တယ်လေ့ကျင့်ခန်းတွေလှုပ်တယ်အလုပ်ဖြည့်ဆည်းမှုများလာတဲ့အချိန်မှာရင်ဘတ်တာအိုက်ထိုးအောင်နဲ့အန်ဂျင်နဲ့ချွေးစီတွေပြန်လာတယ်အဲ့ချိန်မှာဆွဲလိုက်ရင်တော့ ECG မှာနှလုံးသွေးကြောကျင်းတယ်ဆိုပြီးမှသွားပြီးမှပေါ်နေတတ်တယ်အဲ့ဒါက stable angina ဒါမှမဟုတ်ကျွန်တော်က ECG မှာကခုနပြောခဲ့သလိုနာနေတဲ့အချိန်မှာဆွဲနိုင်ရင်အကောင်းဆုံးပဲဒါပေမဲ့ခုနပြောခဲ့သလိုနာနေတဲ့အချိန်မှာဆွဲရင်တောင်မှ normal ထွက်နေတတ်တယ် ECG မှာလေနှလုံးကြွက်သားကြီးပိတ်သွားပြီးတော့လုံးဝကိုပိတ်သွားတဲ့အခြေအနေမျိုးတွေတောင်မှ normal ဖြစ်နေတတ်တယ်ပြောရရင် ECG ကလေမှားနိုင်တဲ့အခြေအနေအများကြီးပဲအဲ့လိုနှလုံးကြောပိတ်သွားရလို့ထင်တယ်ရေမကြီးတာအောင်နဲ့ဆွဲဆိုတာလိုကြီးလူနာတားအောင်မောပြီးကြက်ပြီးနေလို့ထိုင်လို့လုံးဝမကောင်းဘူးနှလုံးကြွက်သားကြီးထိနေရလို့အခြေအနေပိတ်နေတဲ့အခြေအနေမျိုးမှာ ECG ကောင်းနေကျွန်တော်တို့က troponin ဆိုတာလိုက်စေရတယ် troponin ဆိုတာဘာလဲဆိုရင်နှလုံးကြွက်သားပုတ်သွားပြီးတော့မှထွက်လာတဲ့အန်ဇိုင်းနှလုံးသွေးကြောပိတ်သွားတယ်ကျွန်တော်ကနှလုံးကြွက်သားကြီးပေါ်သွေးမရောက်တော့ဘူးအဲ့ချိန်မှာကျွန်တော်ကနှလုံးကြွက်သားပုတ်လာတယ်အဲ့ချိန်မှာထွက်လာတဲ့အန်ဇိုင်း troponin ကိုလိုက်စစ်ပြီးတော့မှ troponin တက်သွားရင်ဒါနှလုံးသွေးကြောပိတ်တယ်ဆိုပြီးမှအရေးပေါ်ခွဲဝင်ပြီးတော့အဲ့ပိတ်နေတဲ့နေရာကိုကျွန်တော်ကထောက်တိုင်ထည့်ပြီးပြန်ဖွင့်ရတဲ့အခြေအနေရှိတယ်အဲ့လိုအခြေအနေမျိုးမှာတောင်မှ ECG ကပုံမှန်ဖြစ်နေတတ်တယ်ကောင်းတယ်ဆိုပြီးတော့ပေါ်နေတတ်တယ်ဒါမှမဟုတ် ECG က100%မယုံရဘူးဒါကြောင့်မို့ ECG ကောင်းနေတောင်မှကျွန်တော်ကနှလုံးသွေးကြောချင်းဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေစဉ်းစားပြီးတော့မှနောက်ထပ်စစ်ရမယ့် test တွေအများကြီးထွက်လာတာဒါနှလုံးတွေကမာယာမူရမာယာအရင်များရယ်ဆိုအဲ့ဒါကြောင့်မို့ပဲကျွန်တော် ECG မှာဆိုရင်ခုနပြောတဲ့ရိုးရိုး ECG ဆိုတာရှိတယ်ဒီတိုင်းငြိမ်နေတဲ့အချိန်မှာဆွဲတဲ့ ECG ပေါ့ဗျာနောက်တစ်ခုကကျတော့ exercise ECG တို့ stress ECG ဆိုတာရှိတယ်ဘာလဲဆိုတော့လူနာကိုပြေးဆက်ပေါ်မှာလမ်းလျှောက်ခိုင်းတယ်ပြေးခိုင်းတယ်အဲ့ချိန်မှာလူနာကမောလာပြီးတော့နှလုံးကတားအလုပ်လုပ်ရတဲ့အချိန်ကြမှာသွေးကြောကျင်းတာကြီးသွားပေါ်လာအဲ့ချိန်မှာသူရှင်မနေအောင်လာတယ်မောလာတယ်အဲ့ချိန်မှာ ECG ဆွဲလိုက်ရင်နှလုံးသွေးကြောကျင်းပေါ်ကောင်းပေါ်နိုင်တယ်နောက်တစ်ဆင့်တက်လာပြီနော်အဲ့ဒါပြီးတော့ကျွန်တော်တို့ကနှလုံးညင်ရည်ကောင်းလားမကောင်းလားလို့နှလုံးရဲ့တကားအဖွင့်ရပိတ်ဒီ valve လေးမှာကျင်းတာတွေကျဲတာတွေရှိသလားဆိုတာကိုလိုက်ပြီးမှကြည့်ရတာ echocardiogram အဲ့ဒါကြောင့်ကျွန်တော်တို့နှလုံးအထုပ်ကူတွေဒီလိုဆက်လေးနဲ့ထောက်တယ်ပုံရိပ်အထိကြပေါ်တယ်သွေးဘလောက်ထွက်သွားလဲညင်အားကောင်းလားအထဲမှာဘလောက်သွေးပမာဏကျန်ခဲ့တယ်လဲတကားအဖွင့်ပိတ်တွေမှန်ရလားဆိုတာလိုက်ပြီးမှကြည့်ရ echocardiogram အဲ့ဒါတဆင့်မြင့်သွားတာ CT angiogram ဆိုတာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သွေးကြောတွေကနေကျွန်တော်တို့ဒိုင်းစိုးစေးထိုးထည့်တယ်ပြီးတော့ပုံရိပ်ကနေကြည့်ပြီးတော့ဘယ်နေရာမှာသွေးကြောကျင်းနေရလဲပိတ်နေရလဲဆိုမှလိုက်ကြည့်ရတာ CT angiogram အဲ့အောင်မှမဟုတ်ဘူးအဲ့ထက်မှာပိတ်သွားပြီလုံးဝပိတ်သွားငါ့ကိုဖွင့်ဖို့လိုအပ်တယ်တချို့တော့လေရှင်မတားအောင်နဲ့နှလုံးသွေးကြောပိတ်တယ်လို့ထင်ရင် CT angiogram ကြီးသွားမနေတော့ angiography ဆိုတာ conventional လုပ်တယ်အဲ့ဒါကြောင့်ဘာလဲဆိုတော့ကျွန်တော်တို့ဒီလက်နေရာအနေနဲ့ဖောက်တယ်ဒီပေါင်နေရာအနေနဲ့ဖောက်ပြီးတော့မှအဲ့ဒီနှလုံးစီကိုသွေးကြောစီကိုထားရိုက်သွားတယ်ပိတ်တာကိုတွေ့လို့ရှိရင်ကျွန်တော်တို့ဓာတ်ထည့်ပြီးတော့မှပြန်ထွက်ခဲ့တယ်အဓိကဒါကြတော့ကျွန်တော်ကုလုံးမှာပါလာပြီအထဲမှာဘယ်နေရာမှာပိတ်တာကျင်းတာလည်းမဟုတ်တော့ဘူးတွေ့လို့ရှိရင်တခါဓာတ်ထည့်တာတန်းလို့ရတဲ့ဟာ conventional angiography ဆိုတာသီးသန့်ရှိတယ်ပြောနေတဲ့အထိပဲ ECG ဆိုတာအောက်ဆုံးအဆင့်ပဲအပြင်မှာသွားရရင်9000 6000ပဲအဲ့ထက်ဈေးသိပ်များလိမ့်များတာမရှိဘူးဈေးအပေါ်ဆုံးပဲနှလုံးနဲ့ပတ်သက်လာရင် basic အကြဆုံး ECG ပဲဒါပေမဲ့အတိအကျသိလားဆိုတော့မသိဘူးခုနပြောခဲ့ဆိုပိတ်နေရဲ့အနေထားတောင်မှ ECG normal ထွက်နေတဲ့သူတွေကြုံမှုတယ်ဒါကြောင့်မို့ ECG ကောင်းတယ်ဆိုတိုင်းနှလုံးသွေးကြောကျင်းမဟုတ်ဘူးဆိုတာခေါင်းနဲ့ထည့်နေလို့မရဘူးကျွန်တော်ဆရာဝန်တွေဘက်ကနှလုံးသွေးကြောကျင်းကိုထင်ခုနပြောသလိုမျိုးတစ်ခုပြီးတစ်ခုလိုက်ပြီးတော့မှလိုအပ်တယ်လို့စစ်ဆေးရမျိုးရှိပါတယ်